ချိန်ခီးသွားဇက်လန်းတွေပြန်ခစ်စားလာတာကောင်းလားအားလုံးမင်္ဂလာပါ2025နှစ်လယ်ကိုရောက်ရှိလာတဲ့အခါမှာ K-drama လောကကလည်း trend တစ်ခုတစ်ပတ်ပြန်လေရင်အချိန်ခီးသွားကြဖို့ပြင်ဆင်ကုန်ကြပါတယ်ဒါပေမဲ့မေကွန်းကြီးတစ်ခုကတော့ကြန့်ရှိနေပါတယ်ဒီ drama အသစ်တွေကအချိန်ခီးသွားတဲ့ genre ကိုပဲယူပြီးစမ်းသစ်တဲ့ဇလန်းအသစ်တွေကိုချပြမှာလားဒါမှမဟုတ်အရင်ဇလန်းဟောင်းတွေကိုပဲတန်တူကြောင်းကွဲရိုက်ကူးအောင်မလားဆိုတာအားလုံးကသိချင်နေကြပါတယ်အချိန်ခီးသွားဇလန်းတွေမှာ The Tyrant Chef နဲ့ Head Over Heels တို့ကပရိသတ်စိတ်ဝင်စားမှုအများဆုံး drama တွေဖြစ်ရှေ့ဆုံးကနေဦးဆောင်နေပါတယ်series နှစ်ခုလုံးကလက်ရှိ Moran ကဘာရဲ့တိုးတက်မှုတွေကိုကိုရီးယားရွေးရသမိုင်းနဲ့ရောသမမှုသွားမှလည်းဖြစ်ပါတယ်ခန်းနာတဲ့သမိုင်းတစ်ခေတ်မှာအရှုပ်အထွေးတွေကြားရောရှက်ရင် romance လေးတွေပါပေါ်ပေါက်လာမှာမို့ပရိသတ်တွေကအများကြီးမျှော်လင့်ထားကြပြီးစတင်ထုတ်လွှင့်ပြသမယ့်ရက်ကိုလက်ချိုးရည်နေကြပါတယ်တကယ်လို့ပရိသတ်ကြီးက K-drama ဝါရင်ပရိသတ်တယောက်ဆိုရင် K-drama တွေကနှစ်တိုင်းမှာ trend နောက်ကိုပဲလိုက်ပြီး genre တူတဲ့ drama တွေကိုပဲအများဆုံးရိုက်ကူးကြတာကိုသတိထားမိကြမှာပါ drama တကားပေါက်ပြီဆိုတာနဲ့အဲ့ဒီ drama ရဲ့ trend နောက်ကိုအလင်းအမြန်ပဲပြုံလိုက်ကြပါတယ်K-drama လောကရဲ့ rating အကောင်းဆုံးထိပ်တန်း drama တစ်ခုဖြစ်တဲ့ Descendants of the Sun ရဲ့တက်ရောက်မှုကိုအားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်။ရုပ်တရက်ကြီး drama ဇာတ်လမ်းတွေကစစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့အခြေရေးချရာတွေဖြစ်သွားကြပါတယ်။ Love Scott အောင်မြင်နှုန်းကလည်း CEO နဲ့ဝန်ထမ်း drama တွေပေါ်ပေါက်လာခဲ့ပါတယ်။ Hometown ချာခေတ်မှာ healing drama တွေပေါ်လာကြပြီးတစ်ချိန်ကကိုရီးယားကခေတ်ဦးဆိုရင်သွေးကင်စာဖြစ်တဲ့မင်းသမီးကိုဂုံပိုးကြတဲ့ trend တွေ mainly ကယောက်ျားလေးဟန်ဆောင်တဲ့ trend တွေအများကြီးရှိခဲ့ပါတယ်။ရိုးရိုးတသားဝင်ခံရရင်တော့အချိန်ခီးသွားရဲဆိုတာစိတ်လှုပ်ရှားစရာဇာတ်ကြောင်းတစ်ခုဖြစ်ပြီးတင်ပြဖို့ခက်ခဲတဲ့ concept တစ်ခုလည်းဖြစ်ပါတယ်။ဒါကိုမှန်ကန်တင်ပြနိုင်နေဆိုရင်အချိန်ခီးသွားဇာတ်လမ်းတွေကစမ်းသစ်တဲ့ plot twist တွေကိုချပြနိုင်ပါတယ်။ဒါပေမဲ့တင်ဆက်ပုံညံဖြစ်ရင်တော့ plot hole တွေ character သရုပ်ဖော် logic မှုတွေရုပ်တိမရှိတဲ့ဇာတ်လမ်းတွေဖြစ်သွားတတ်ပါတယ်။ K-drama ရဲ့အချိန်ခီးသွားဇာတ်လမ်းတွေကိုကြည့်လိုက်ရင်အစပိုင်းဇက်ကိုတဲလာတာစိတ်ဝင်စားဖို့ကောင်းပြီးတရုပ်ဆောင်တွေကလည်းကြည့်ကောင်းကြပေမဲ့အလဲကိုရောက်လာရင် viewer rating တွေကျကုန်တတ်ပါတယ်။ဘယ်ကပေါ်လာမှန်းမသိတဲ့ subplot တွေဝင်လာတာဆက်ရှိန်တက်ကြမပါတာတွေကနေဇလန်းကလည်းစိတ်ဝင်စားစရာနည်းလာတတ်ပါတယ်။တခါတလေတော့သရုပ်ဆောင်တွေရဲ့ chemistry နဲ့ထိမ့်မိမယ်ဇညွန့်ညံလို့ drop လိုက်ရတဲ့ဇလန်းတွေလည်းရှိတတ်ပါတယ်။ဒီတော့ The Tyrant Chef နဲ့ Head Over Heels တို့ထုတ်လွှင့်မှုရက်နီးကပ်လာတာနဲ့အမျှဒီဇလန်းတွေကပရိသတ်တွေအတွက်အသစ်အဆန်းတွေယူလာပေးမလားမွဲပြပစိုးဖန်တရားတွေဇလန်းတွေပဲထပ်ထွက်လာမလားဆိုတာအားလုံးကစိတ်ဝင်စားနေကြပါတယ်ပရိသတ်တွေကအခုခေတ်မှာရွေးချယ်ကြည့်ရှုစရာဇလန်းတွေလည်းအများကြီးရှိနေကြတာမို့ drama ဖန်တီးသူတွေအတွက် PR တွေကလည်းများလာနေပြီး quality ကားတွေကိုပဲထုတ်လုပ်နိုင်မှုစဉ်းစားကြရတော့မှလည်းဖြစ်ပါတယ်2025ဟာအချိန်ခီးသွားတဲ့ drama တွေအောင်မြင်မဲ့နှစ်ဖြစ်လာမလားဒါမှမဟုတ်အခွင့်အရေးနဲ့လွဲချော်ပြန်ပြီဆိုတဲ့စည်ရင်းအရှိကြီးမှာနောက်ထပ်ဇာတ်ကားတွေတိုးလာအောင်မလားဆိုတာကတော့အချိန်ကပဲပြောနိုင်မှာပါသေချာတာတစ်ခုကတော့ပရိသတ်တွေကအနီးကပ်စောင့်ကြည့်နေကြရဲဆိုတာပါပဲကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်